Hello အားလုံးပဲမင်္ဂလာပါအေရှာမြန်မာ channel မှာကြိုဆိုလိုက်ပါတယ်ဒါတော့ Bayern Munich နဲ့ PSG ရဲ့semi final ဒုတိယကြော့ Bayern Munich အိမ်ဝင်းမှာကန်ရမယ့်ပွဲလေးကိုသုံးသပ်ချင်တာပေါ့ကျွန်တော်အမြင်လေးBayern အကြောင်းကိုစပြောမယ်ဆိုရင်တော့ Bayern group stage မှာအဆင့်2ရတယ်10ပွဲကန်9ပွဲနိုင်တပွဲရှုံးထားတဲ့ပွဲကလည်း Arsenal ကိုရှုံးထားခဲ့တယ်စင်းနေဆိုတော့ဓာတ်ရိုက်တက်ခွင့်ပေါ့ဓာတ်ရိုက်တက်ခွင့်16သင်းစင်းမှာဆိုရင်အတလန်နာနဲ့တွေ့ရအတလန်နာကိုဝေးခွင့်မှာဆိုရင်တကိုး6ဂိုးနဲ့နိုင်တယ်အင်ဝင်းမှာဆိုရင်4ဂိုးတကိုးနဲ့နိုင်တယ်နှစ်ကြော်သလုံးနိုင်ရလဲပြည့်ပြည့်သားသားနဲ့နိုင်ရဲပေါ့quarter final မှာမက်ဒရစ်နဲ့တွေ့ရမက်ဒရစ်နဲ့တော့ဝေးခွင့်မှာတကိုး2ဂိုးနဲ့နိုင်တယ်အင်ဝင်းမှာ4ဂိုး3ဂိုးနဲ့နိုင်တယ်နာကြော်သလုံးအနိုင်ရလက်ရခဲ့တယ်။ semi final မှာတော့ PSG နဲ့တွေ့ရ PSG နဲ့အဝေးကွင်းပထမကြော်မှာတော့5ဂိုး4ဂိုးနဲ့ရှုံးထားတယ်။အခုအိမ်ဝင်းမှာဘယ်လိုရလက်ထွက်မလဲဆိုတော့စောင့်ကြည့်ရမှာပေါ့။ PSG ဘက်ကိုကြည့်မယ်ဆိုရင်လည်း PSG က group stage မှာ PSG ကအဆင့်17ရတယ်။2ပွဲရှုံး2ပွဲတည်4ပွဲနိုင်အဲ့တော့သူက16တင်အဆင့်တိုင်းရိုက်မရဘူးပေါ့ playoff ကန်မှာမိုနာကိုနဲ့တွေ့တယ်မိုနာကိုနဲ့ဝေးကွင်းမှာ 2-3 နဲ့နိုင်တယ်အိမ်ဝင်းမှာ2-2တည်ကြပြီးတော့တက်လာခဲ့တယ်16တင်အဆင့်မှာတော့ Chelsea နဲ့တွေ့တယ်ဝေးကွင်းမှာ 0-3 နဲ့နိုင်တယ်အိမ်ဝင်းမှာ 5-2 နဲ့နိုင်တယ်ပြီးတော့ quarter final မှာ Liverpool နဲ့တွေ့တယ်ဝေးကွင်းမှာ 0-2 နဲ့နိုင်တယ်အိမ်ဝင်းမှာလည်း 0-2 နဲ့နိုင်တယ်နှစ်ကြော်စလုံးနိုင်ခဲ့ပေါ့အခု semi final မှာ Bayern Munich နဲ့တွေ့တယ်Bayern Munich နဲ့အိမ်ဝင်းမှာ5ဂိုး4ဂိုးနဲ့နိုင်ထားတယ်အဲ့တော့ဒီပွဲကိုကြည့်မယ်ဆိုရင်မနေ့တော့ပေါ့အာဆင်နယ်ကရှုံးပွဲမရှိနဲ့တက်လာခဲ့တာအခု final ထိရှုံးပွဲမရှိသေးဘူးပေါ့ဘိုင်းအဲ့တော့ကျွန်တော်ဒီပွဲကိုကျွန်တော်ဘိုင်းမြန်တက်သွားမလားပေါ့စိတ်ထဲမှာရွေးပြရရင်တော့ဒီပွဲလောလောကူဂိုးပေါ်ပဲရွေးလိုက်မှာပေါ့နင်းတော့တိုက်စစ်ကအရန်ကောင်းတဲ့နှစ်သင်းဆိုတော့ဖွင့်ထားတာလည်းဘိုင်ယန်မြူးနစ်ကတလုံး5ပြားရှုံးဘိုးဘောင်က4လုံး15ပြားရှုံးလောလောကူရွေးရရင်တော့ဒီပွဲကိုဂိုးပေါ်ပဲရွေးလိုက်မှာပေါ့အသင်းကိုရွေးချင်တော့ကျွန်တော်ဘိုင်ယန်မြူးနစ်ကိုရွေးချင်တယ်ဗျဘိုင်ယန်ကသူတကယ်ညစ်ကန်တကယ်ဂိုးရတယ်ပေါ့အိမ်ခွင်းလက်အိမ်ခွင်းဆိုတော့နည်းနည်းအားတာချက်များရှိမလားပေါ့ပြီးတော့ဝေးခွင်းမှာတော့နီးပြကုမ္ပဏီကလည်းမပါဘူးပေါ့ခုဟာတော့သူလည်းပြန်ပါမယ်ဆိုတော့ရလက်လဲတမျိုးတစ်ပုံပြောင်းပြီးတော့အိမ်ဝင်းကပဲဘိုင်ယန်တက်သွားပြီးတော့ဂိုးပေါ်နေပေါ့4ဂိုး2ဂိုးလောက်နဲ့မြန်ဖြစ်သွားမလားပေါ့အဲ့လိုမျိုးတက်သွားမယ်ဆိုရင်ဘိုင်ယန်မြန်တက်သွားမလားပေါ့ကျွန်တော်စိတ်ထဲမှာတော့ဒီပွဲရတော့ကျွန်တော်ရမ်းကြီးတော့မခံမှန်းတက်ဘူးပေါ့ခံမှန်းတက်ဘူးလောလောကူရွေးရရင်ဂိုးပေါ်အသင်းကိုရွေးရမယ်ဆိုရင်တော့ဘိုင်ယန်မြူးနစ်ကိုရွေးချင်ပါတယ်ကဲပါကျေးဇူးတင်ပါတယ်